Okay guys, အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လီယိုပါဒီနေ့မှာနောက်တစ်လုံနီးလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်နောက်တစ်လုံမယ်တော့ဘာအင်းကြီးဝေးရမလဲဆိုတော့ဒီအင်းကြီးပါရင်းလာရောင်းကတော့ပြောင်းပြီးသားပဲအားလုံးကိုပြန်ပြပါမယ်အရောင်လေးဒီအပေါ်အောက်စားကြတော့အမဲရောင်ပြီးသွားရင်အထက်အောက်စားကြတော့လိမ္မော်ရောင်ပါ Okay ပါရပါဆိုရင်ဘင်ကိုကြတော့ဒီနံပါတ်20လေးပါအရောင်ကရွှေရောင်လေးပြောင်းရပါမယ် Okay ပါရပါပြီအဲ့ဆိုရင်ဒီနေ့ဝင်လို့ရပါပြီကျွန်တော်ရဲ့ခက်ခက်ရှိလုံနီးဗီဒီယိုလေးကိုလည်းမကြည့်ရသေးရင်သွားကြည့်ပေးကြပါဦးဟုတ်ပါကိန်းနဲ့ဝင်လို့ရပါပြီ Okay ကိန်းနဲ့ရောက်ပြီဆိုတော့ပထမဦးဆုံးလုပ်ရမှာကမီနူးထဲဝင်မယ်ပြီးသွားရင်ဒီစာလေးနှိပ်ပါစာလေးနှိပ်ပါပြီးသွားရင်အဲ့ထဲမှာဒီစာလေးနှိပ်ပါဖတ်ဆိုတဲ့ဥစ္စာလေးနှိပ်ပါဖတ်ကိုနှိပ်ပြီးရင်အောက်ကိုဆွဲချပါအဲ့ဒါမဟုတ်ဘူးနော်မှားသွားတော့အဲ့ဒါမဟုတ်ဘူးဒီဥစ္စာကိုပါအဲ့ဒါကိုဟက်ဘန်ဆိုတဲ့ဥစ္စာကိုပါအဲ့ဒါနှိပ်ပြီးသွားလို့ရှင်အဲ့ဒါအရောင်ပြောင်းပါမယ်အရောင်ပြောင်းပါမယ်အရောင်ကတော့ပေါ်တော့မီးခိုးရောင်လေးပါโอเคဒါဆိုရင်တော့နာရူတိုရသွားပါပြီသူကစကေးတွေကတော့သုံးလို့မရပါဘူးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးကျွန်တော်ရဲ့ channel အသစ်လေးပါအဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားခဲ့ကြပါဒီ channel လေးကိုလည်းလုပ်ပေးသွားခဲ့ကြပါအားလုံးပဲခါခါကြီးလုံနီးလေးကိုလည်းသွားပြီးတော့ like လေးသွားပေးခဲ့ကြပါ comment လေးကြောင်းကြောင်းတော့ဝင်မှန်ပေးသွားခဲ့ကြပါအားလုံးပဲတတာ